ယခုလိုနိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနဲ့ပြည်တွင်းအခြေဆိုင်နိုင်ငံတကာတန်ယုံများမှစောင့်ကြည့်လေ့လာသူများရဲ့ပြောကြားချက်များကိုလည်းအခုလိုပဲကြားသိခဲ့ရပါတယ်ရှင်။ Мы видим, как လာရောက်ပြီးတော့ကြီးနဲ့အကုန်အဆင်ပြေချောမွေ့အောင်မြင်တဲ့ဒီ process တွေတိုင်းကဒီစီတင်ထားတဲ့အတိုင်းအောင်မြင်လှုပ်ဆောင်သွားတာကိုတွေ့ရပါတယ်။အကုန်လုံးကစနစ်တကျအောင်မြင်ငြိမ်းချမ်းဒီလူလူတွေကလည်းဒီကိုပိုင်အသိဉာဏ်နဲ့ကိုပိုင်ခွန်အားနဲ့လာရောက်ပြီးတော့ကောင်းမွန်စွာမဲပေးတာကိုတွေ့ရတဲ့ကြောင့်မလို့ဒါနိုင်ငံရဲ့အနာဂတ်အတွက်များစွာအထောက်အကူဖြစ်စေမယ်လို့လည်းယုံကြည်ပါတယ်။ကျွန်တော်ဘီလောက်နိုင်ငံအနေနဲ့လည်းအတွေ့အကြုံသစ်တွေဖိတ်စင်ခေါ်မှုအသစ်တွေရရှိရဖြစ်ပါတယ်။ဒါတွေနဲ့ပြန်လည်ကြိုးတူပူးပေါင်းဆောင်ရွက်နိုင်မယ်လို့လည်းယုံကြည်ပါတယ်။ဒီကောက်ပွဲကော်မရှင်ကနေပြီးတော့တေးချာချာစနစ်တကျပြည့်ပြည့်စုံစုံလုံလုံလောက်နဲ့အောင်မြင်လှုပ်ဆောင်ထားနိုင်တာကိုတွေ့ရတဲ့ကြောင့်မလို့အထူးပဲဝမ်းသာကူမိပါတယ်။တခြားဆိုးရွားမှတ်ချက်ပြုစရာလည်းဘာမှမရှိပါဘူး။အားလုံးအဆင်ပြေပါတယ်ကောင်းပါတယ်။ဒီလောက်နိုင်ငံအနေနဲ့စူတောင်းမျိုးစကားလေးကတော့ဒီမြန်မာနိုင်ငံကြီးအဆင်ပြေချုံးမွေးအောင်မြင်စွာနဲ့အနာဂတ်မှာဒီထက်ပိုပြီးတောက်ပပါစေအောင်မြင်အဆင်ပြေပါစေပြည်သူလူထုအားလုံးလည်းငြိမ်းချမ်းပါစေလို့ဆုတောင်းပေးပါတယ်။ Good afternoon. ဆိုလို့ရှိရင်အခုရွေးကောက်ပွဲလေးလာခဲ့တာဒါတတိယအကြိမ်မြောက်ကျင်းပတဲ့ရွေးကောက်ပွဲကိုလေးလာခဲ့တာဖြစ်ပါတယ်ဒီနေ့လေးလာခဲ့တဲ့မှာဆိုရင်တော့အရန်ကောင်းမွန်ချောမွေ့အဆင်ပြေနေတာကိုတွေ့ခဲ့ရပါတယ်ခင်ဗျာဒီရွေးကောက်ပွဲဟာဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့သမိုင်းဝင်ရွေးကောက်ပွဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီလိုရွေးကောက်ပွဲတွေကျင်းပပြီးတော့ကြတော့ဒီမိုကရေစီစနစ်ကောင်းမွန်စွာနဲ့ထူထောင်နိုင်ဖို့အတွက်နိုင်ငံတော်ရဲ့ချုပ်ချာအာဏာတည်တံ့ခိုင်မြဲဖို့အတွက်ကိုရွေးကောက်ပွဲတွေကျင်းပပြီးတော့ဒါဆောင်ရွက်နေတာကိုကျွန်တော်တို့လေးလာတွေ့ရှိရပါတယ်အရာအားလုံးလည်းအဆင်ပြေချောမွေ့နေတာကိုတွေ့ရှိရပါတယ်ဒီရွေးကောက်ပွဲတွေပြီးတဲ့အခါမှာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအတွက်ပုံမကောင်းတဲ့နိုင်ငံကောင်းမွန်တဲ့အစိုးရကိုဖော်ဆောင်နိုင်ပြီးတော့ကြတော့ငြိမ်းချမ်းရေးကိုလည်းတည်ငြိမ်အောင်ပြန်လည်ပြီးတော့ဖော်ဆောင်နိုင်မယ်လို့လည်းကျွန်တော်တို့ယုံကြည်မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်တို့အနေနဲ့ဆိုလို့ရှိရင်ရွေးကောက်ပွဲကိုလေ့လာခဲ့တဲ့ဟာပါဆိုလို့ရှိရင်တကယ်ကိုအံ့ဩစရာကောင်းတယ်ဆိုတာကိုတွေ့ခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ကြတော့ကျွန်တော်တို့ရွေးကောက်ပွဲလေ့လာခဲ့တဲ့မှာဆိုရင်မြန်မာနိုင်ငံအနေနဲ့တွေ့ကြုံနေအများကြီးရှိတယ်ဆိုတာကိုလည်းကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ်။အထွေထွေရွေးကောက်ပွဲတွေလည်းကနအရင်ကလည်းကျင်းပခဲ့တဲ့အတွက်ကြောင့်မလို့အခုဆိုလို့ရှိရင်တလားအတွင်းမှာရွေးကောက်ပွဲကို phase 3ခုနဲ့အောင်မြင်စွာကျင်းပနိုင်တာကိုကျွန်တော်တို့တွေ့ရှိရခဲ့ရပါတယ်။ဒါဟာအရင်အံ့ဩစရာကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံနဲ့တော့မတူညီပါဘူးခင်ဗျာရွေးကောက်ပွဲကျင်းပတဲ့ပုံကဒါမြန်မာနိုင်ငံမှာကျင်းပတဲ့အဖွဲ့အစည်းမှလည်းအရန်ကောင်းမွန်တဲ့အရေးသွင်းနေရှိနေတယ်ပြီးတော့ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာလည်းကောင်းမွန်နေတယ်လူထုရဲ့စိတ်ပါဝင်စားမှုတွေကလည်းအရန်ကိုရှိနေတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်ခင်ဗျာဒါအပြင်ကိုလူထုအနေနဲ့ဆိုလို့ရှိရင်ဒီရွေးကောက်ပွဲလုပ်ငန်းစဉ်ရွေးကောက်ပွဲကျင်းပမှုပြီးတော့ရင်သူတို့အနေနဲ့သူတို့မဲပေးလိုက်တဲ့အတွက်ကြောင့်မလို့ငြိမ်းချမ်းမှုတွေရရှိမယ်ပို့ပြီးတော့ကောင်းမွန်လာမယ်လို့ယုံကြည်နေတာကိုလည်းကျွန်တော်တို့အောဖွယ်ရာတွေ့ရှိရပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားအပေါင်းဒီချက်ပို့ပြီးတော့ကျန်းမာပါစေချမ်းသာပါစေအောင်မြင်မှုတွေနဲ့ပြည်စုံပါစေလို့ကျွန်တော်တို့ဆုတောင်းပါတယ်ဒီထက်ပို့ပြီးတော့ကောင်းမွန်တရားဝါပြောတဲ့နိုင်ငံတော်ဖြစ်ပါစေလို့လည်းကျွန်တော်တို့ဆန္ဒပြုပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဒီငါတော့ခါတမရာကြီးနဲ့ကျွန်တော်တို့ရဲ့ကကွယ်ရေးဦးစီးချုပ်ကလည်းမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းကျန်းမာချမ်းသာပါစေကြောင်းနဲ့အောင်မြင်မှုတွေရရှိပါစေကြောင်းလည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ This election in Myanmar. Yeah, thank you very much. I'm from the Nepal election. ရှင်တော့ဒါဒီရွေးကောက်ပွဲလေးလာဖို့အတွက်ကိုနီပေါနိုင်ငံရဲ့ရွေးကောက်ပွဲ election ကိုစားလာရောက်တာဖြစ်ပါတယ်ခင်ဗျာဒါမနက်ကနေကျွန်တော်တို့အခုချိန်ထိလေးလာခဲ့ရတဲ့လောက်ပြောရမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာကျင်းပတဲ့ရွေးကောက်ပွဲတွေကအရန်ကိုစနစ်တကျနဲ့ကျင်းပနေတာကိုတွေ့ရှိရပါတယ်ခင်ဗျာကျွန်တော်တို့အနေနဲ့လည်းမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တရားစစ်နည်းပညာသုံးပဲပေးဆက်တွေကိုပထမဆုံးချိန်အသုံးပြုတာလို့သိရှိရပါတယ်ပထမဆုံးချိန်အသုံးပြုရဲဆိုပေမဲ့လည်းကျွန်တော်တို့အနေနဲ့အရန်အံ့ဩမိပါတယ်ဘာကြောင့်လဲဆိုတော့ကြတော့ဒီ MB ပူရန်ဆက်တွေဟာဆိုလို့ရှိရင်အရန်ကောင်းမွန်စွာနဲ့ဒီဇိုင်းကိုပြုလုပ်ထားပြီးတော့ကြတော့ပြင်ပကအနောက်ရှက်တစ်ခုမှမလုံးနိုင်အောင်လို့အတွက်လည်းစီစဉ်ဆောင်ရွက်ထားတာကိုတွေ့ရပါတယ်ကျွန်တော်တို့အနေနဲ့မဲပေးတဲ့သူတွေကိုလေ့လာတဲ့အခါမှာလည်းမဲပေးသူတွေအတွက်ဒီဆက်ကိုအသုံးပြုရမှာအရန်ကိုလွယ်ကူတာကိုလည်းသိရပါတယ်ခင်ဗျာကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံဟာအရင်ကစာရွက်နဲ့မဲလက်မှတ်နဲ့မဲပေးရာနေပြီးတော့အခုချိန်မှာမဲပေးဆက်ကိုအသုံးပြုပြီးတော့မဲပေးတာလို့ကျွန်တော်တို့သိရှိထားပါတယ်အဲ့ဒီဟာဆိုရင်ဒါကျွန်တော်ကအလွန်ကောင်းမွန်တဲ့လုပ်ငန်းစဉ်လို့ကျွန်တော်မြင်ပါတယ်ဘာကြောင့်လဲဆိုတော့ဆက်နဲ့အသုံးပြုပြီးတော့မဲပေးတယ်ဆိုတာဒါအရန်ကိုဒါခင်မိတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်အခုကျွန်တော်တို့လေးလာတဲ့လောက်ဆိုရင်ဒီမဲပေးဆက်ကိုအသုံးပြုပြီးတော့လူထုအနေနဲ့အရန်ကိုစိတ်ပါဝင်စားစွာနဲ့မဲပေးနေကြနိုင်တာကိုလည်းတွေ့ရှိရပါတယ်ခင်ဗျာဆက်နဲ့မဲပေးခြင်းအပြင်ကျွန်တော်တို့အနေနဲ့အချိန်ကုန်တက်တာပြီးတော့ကြတော့မဲရည်တွက်မှုကိုလည်းလွယ်ကူစေပါတယ်ပို့ပြီးအရေးကြီးတဲ့ချက်ကတော့ကျွန်တော်တို့အနေနဲ့ဒါပယ်မဲတွေကိုမရှိသလောက်နှဲပါသွားစေတာဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံအစိုးရကိုအကြံပြုပြောကြားချင်တာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့အခုဆိုရင်မြန်မာနိုင်ငံမှာဒီ MEVN စနစ်တွေကိုအသုံးပြုတယ်အရင်ကမဲလက်မှတ်တွေအသုံးပြုရနေပြီးတော့ MEVN
ပညာစနစ်တွေကိုအသုံးပြုလာတာဟာပို့ပြီးတော့ကောင်းမွန်တဲ့လုပ်ရက်ဖြစ်တယ်လို့ကျွန်တော်ကထောက်ခံအားပေးပါတယ်ဒီမဲပေးဆက်တွေကိုအသုံးပြုခြင်းဟာဒါနီးပညာပေါ့သိပ္ပံကိုအသုံးပြုရတဲ့လုပ်ငန်းစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့လူငယ်တွေအနေနဲ့လည်းဒီထက်ပိုပြီးတော့စိတ်ပါဝင်စားပြီးတော့မဲပေးကြတာကိုလည်းကျွန်တော်တို့ရှိရပါတယ်ဒီမဲပေးဆက်တွေကိုအသုံးပြုခြင်းဟာဆိုလို့ရှိရင်ရွေးကောက်ပွဲတစ်ခုရဲ့ပွင့်လင်းမြင်သာမှုရှိမှုတာဝန်ခံနိုင်မှုပြည့်ရှိမှုရွေးကောက်ပွဲလွတ်လပ်တရားမျှတမှုကိုပုံမပြီးတော့ဖော်ဆောင်နိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့မြန်မာနိုင်ငံအစိုးရအနေနဲ့ဒီမဲပေးဆက်တွေကိုဆက်ပြီးတော့သုံးပါနောက်အနာဂတ်မှာလည်းပို့ပြီးတော့ကောင်းမွန်တဲ့နည်းပညာတွေနဲ့ဒီဆက်တွေကိုပုံမကောင်းမွန်လာအောင်လုပ်နိုင်လိုက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့နောက်အနာဂတ်မှာဒီဆက်တွေကိုဆက်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်လည်းဒီအောက်ခြေအဆင့်အထိလူကြားထဲမှာမဲပေးဆက်တွေကိုပုံမသိရှိအောင်လို့အတွက်မဲဆန္ဒရှင်အသိပညာပေးခြင်းတွေကိုလည်းပို့ပြီးတော့လှုံ့ဆော်ပေးပါလို့ကျွန်တော်အကြံပြုပြောကြားလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ် meaningful as well. Thank you.